ကျွန်တော်ဒီအပိုင်းတော့ကြီးလေးသွားနေတော့ဗီဒီယိုတိတ်စတိုင်မရဖြစ်ဘူးပေါ့နော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဒီနေ့ March လ9 ရက်နေ့ကြာပရိနေ့တရက်တာအတွက်ဖြစ်ပလာနိုင်ကမ္ဘာရွှေဈေးကွက်ရဲ့ဈေးအသက်ကျအသွားလာအနေထားတွေကိုနီးပညာပိုင်းရောသတင်းအချက်လက်ပိုင်းရပါကျွန်တော်သုံးသက်ပြောကြားပြီးတော့ဖြစ်ပါတယ်ဒီနေ့မနက်မှာတော့ကမ္ဘာရွှေဈေးကကျွန်တော်တို့မနေ့ကတော့ကျွန်တော်ဈေးအသက်အားနည်းနည်းနဲ့ပိတ်သွားခဲ့တယ်ခင်ဗျကမ္ဘာရွှေဈေးကတရက်တာမှာဈေးအသက်အားနည်းနည်းနဲ့ပိတ်သွားတယ်ဒီနေ့မနက်မှာတော့ကမ္ဘာရွှေဈေးကကျွန်တော်တို့မနက်ခင်းမှာဆိုရင်ကျွန်တော်တို့9148ဈေးတန်းမှာဈေးဖွင့်လာခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့9194ထိတက်ခဲ့တယ်အနိမ့်ဆုံးအနေနဲ့9120ထိကြားခဲ့ပြီးတော့လက်ရှိမှာတော့9160အထက်မှာဈေးပြေးနေတဲ့အနေထားကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေ့မနက်မှာလည်းမနေ့ကလိုပဲလက်ရှိချိန်ဒီပေါ့ဒီနေ့မှာလည်းမနေ့ကလိုပဲကျွန်တော်အပေါ်ဆိုရင်4000ငါဆိုရင်4000နေရာဖြစ်သွားတယ်မှပြော9000နေရာပေါ့အပေါ်ဆိုရင်9000နေရာအောက်ဆိုရင်9100ဒီကြားမှာပဲအသက်ကြပြေးနေတဲ့ကမ္ဘာရွှေဈေးကဒီနေ့ညဘက်အမေရိကန်ဈေးကွက်ချိန်ဒီမှာဈေးအသက်ဖက်အပေါ်ဖောက်ပြီးတော့ဈေးအသက်ပဲဆက်သွားနိုင်မလားအောက်ကိုပြန်ဆင်းနိုင်မလားဆိုတာကိုကမ္ဘာရွှေရဲ့ဈေးအသက်ကြချက်လေးကိုကြည့်ပြီးတော့နီးပညာပိုင်းအရင်ဆုံးသုံးသပ်ကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီဒီချက်လေးကတော့ကမ္ဘာရွှေဈေးရဲ့တရက်တာအနေထားကိုကျွန်တော်တို့ကန်တယ်နဲ့ကြည့်နေခြင်းဖြစ်ပါတယ်ဒီအသုံးလေးတစ်လုံးကကမ္ဘာရွှေဈေးရဲ့တရက်တာအနေထားကိုကိုစားပြုပါတယ်ကျွန်တော်တို့အင်ကာနေ့တော့ကမ္ဘာရွှေဈေးရဲ့ဈေးမှာဈေးအကျအားကြီးခက်ကြီးကြီးတုံးတွေ့ခဲ့တယ်ဒီမှာအနီအောင်သုံးဈေးအကျတော်တော်ကောင်းတယ်ပေါ့နော်တနင်္လာနေ့မှာအသက်နဲ့ပြီးခဲ့တာမှန်တယ်ဒါမဲ့ကျွန်တော်တို့ခပ်ပါပါပြီးခဲ့တာတနင်္လာနေ့မှာဆိုဒါဆိုကျွန်တော် reverse ကန်တယ်လို့ခေါ်တယ်မနေ့ကဗုဒ္ဓဝုနေ့မှာလည်းအသက်နဲ့ပြီးခဲ့တာမှန်တယ်အသက်အားအရန်ပျော်လွန်းတယ်ဒီနေ့လက်ရှိချိန်ထိလည်းအသက်အားကောင်းကောင်းကျွန်တော်မတွေ့ရသေးဘူးဒီနေ့ထားဘာဖြစ်လဲမလဲဆိုရင်ကဘာချွေစီလက်ရှိကဘာချွေစီကသူစစ်ပွဲပေးဖြစ်နေပါစေအဲ့အနေထားကိုဂီးမဆိုင်ဖ ೇನೆ ဈေးကအကြဘက်သွားခြင်းနေတဲ့အနေထားမျိုးလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်ကဘာလို့အောင်မလဲမြင်မယ်ဆိုရင်ကျွန်တော်ကဈေးသက်တိုင်းအမြင့်ဈေးမှာရောင်းဖို့ချောင်းမှာဖြစ်ပါတယ်အနိုင်ဈေးတော့တွားရောင်းလို့မရအောင်အနိုင်ဈေးမှာတွားရောင်းရင်တော့သိကြတယ် risk များသွားလိမ့်မယ်ကျွန်တော်လက်ရှိကမ္ဘာရွှေဈေးနေထားကိုကဝယ်ခြင်းတယ်အသက်မှန်းထားတယ်ဝယ်ခြင်းတယ်ဆိုရင်တော့မှအောက်ဈေးဆောင်မှရလိမ့်မယ်အကြမှန်းထားတယ်ရောင်းခြင်းတယ်ဆိုရင်လည်းအမြင့်ဈေးဆောင်မှရလိမ့်မယ်ကြားဈေးတွေကကျွန်တော်တို့အနေရများတယ်ခင်ဗျပြီးတော့ကျွန်တော်ပြီးခဲ့တဲ့အင်္ဂါနေ့ကကမ္ဘာရွှေဈေးဒီအသက်လားအမြင့်အောက်ကိုဖောက်ကျသွားတယ်အသက်လားအမြင့်အောက်ကိုဖောက်ကျသွားပြီဆိုကျွန်တော်နှစ်မျိုးဖြစ်နိုင်တယ်ဈေးအကျလာရင်လားမလာရင်ဈေးငြိမ်သက်အနေထားလာလိမ့်မယ်လက်ရှိမှာတော့ဈေးငြိမ်သက်အနေထားပြည့်နေပါတော့အပေါ်9200အောက်9100ဒီကြားမှာပဲကမ္ဘာရွှေဈေးတက်လိုက်ကျလိုက်တက်လိုက်ကျလိုက်တက်လိုက်ကျလိုက်ပြင်းနေရပါတော့ဘယ်ဘက်မှမဖောက်နိုင်သေးဘူးတနည်းအားဖြင့်ကျွန်တော်တင်စားပြီးပြောမယ်ဆိုမှုံတိုင်းမလာခင်မှာလေပြေတိုက်နေတဲ့အနေထားမျိုးလို့ယူဆလို့ရတယ်တကယ်ဒီနေ့ညမှာဈေးအသက်ကျခန်းချမ်းမလာခဲ့ဘူးဆိုရင်တော့ကျွန်တော်မနှက်ဖြန်မှာတော့အထူးသဖြင့်ပေါ့နော်အမေရိကန်နိုင်ငံရဲ့အလောက်ကိုင်းအရေးကြီးအလောက်ကိုင်းသတင်းထွက်ဖို့ရှိတယ်မနှက်ဖြန်မှာတော့ကျွန်တော်တို့မှုံတိုင်းကြီးလာလိမ့်မယ်ဘယ်လိုမှုံတိုင်းလဲဆိုတော့ဆက်ပြီးစောင့်ကြည့်ရမှာပေါ့နော်ဟုတ်ပြီအဲဆိုတော့ကျွန်တော်ဒီနေ့ကမ္ဘာရွှေဈေးနေထားကိုကျွန်တော်သုံးသပ်မယ်ဆိုကျွန်တော်တော့အကြဘက်မြန်သွားမလားလို့သုံးသပ်မိတယ်ဟုတ်ပြီအကြဘက်သွားမယ်ဆိုရင်တော့မှကျွန်တော်ဘယ်ထိဈေးတက်နိုင်လဲလက်ရှိဗျာဒီလက်ရှိဈေးလေးကနေပေါ့ဒီမှာဆိုအသက်လားအမြင်ပေါ့နော်လက်ကျွန်တော်အင်္ဂါနေ့တော့ကျိုးသွားတဲ့အသက်လားအမြင်ကလက်ရှိဘယ်လောက်မှထောက်နေလဲမြင်မယ်ဆိုဗျာ9.50ပေါ့နော်9.50ဝန်းကျင်မှာထောက်နေရဖြစ်တဲ့ခါမှာကျွန်တော်မြန်ပြောမယ်ဆိုရင်အဲ့9230နဲ့9260ကြားလောက်ထိဈေးအသက်ပြပြီးမှဒီနေ့ဈေးပြန်ကျမလားပေါ့နော်မနေ့ကဆိုရင်ကျွန်တော်တို့အဲ့9200နားနေပြန်ကျသွားခဲ့တယ်ဒီနေ့အဲ့9200နားပြန်တက်ပြီဆိုရင်သိကြတယ်ကျွန်တော်တို့ retail trader အများစုပေါ့ကမ္ဘာရွှေကိုပုံမှန်အရောင်းဝယ်လုပ်နေကြtrader အများစုကအဲ့9200ဈေးတဲ့နာမှာရောင်းကြရလူများလိမ့်မယ်အဲ့အရောင်းသမားတွေကိုရှင်းထုတ်တဲ့အနေနဲ့ဈေးကအမဒီ9နဲ့30တွေ9နဲ့60တွေ9နဲ့80အထိတက်သွားပြီးမှပြန်ကျသွားတာမျိုးကြုံရနိုင်တယ်အဲ့ကျွန်တော်ဒီနေ့ကမ္ဘာရွှေဈေးကိုတော့ကျွန်တော်9နဲ့30အထက်ရောက်မှကျွန်တော်ရောင်းဖို့စဉ်းစားပါမယ်တကယ်လို့ကိုက9နဲ့30ထက်မစောင့်နိုင်ဘူးနည်းနည်းလေးနီးစပ်တဲ့ဈေးမှာရောင်းကျင်တယ်ဆိုတော့9200ဝန်းကျင်လောက်အနည်းဆုံးစောင့်ပြီးမှ risk များများယူရတဲ့ဆိုရင်တော့9200ဝန်းကျင်လောက်အနည်းဆုံးစောင့်ပြီးမှရောင်းတာကိုကျွန်တော်အနေနဲ့ကင်းလိမ့်မယ်ခင်ဗျဟုတ်ပြီအဲဆိုရင်ကျွန်တော်ဒီနေ့ကမ္ဘာရွှေဈေးကိုကျွန်တော်အယောင်းဝယ်လောက်ရမယ်အနေထားလေးကိုကျွန်တော်တနအီအတိုင်းအတာနဲ့ကျွန်တော်ကြည့်မယ်တနအီအတိုင်းအတာနဲ့ကြည့်မယ်ဆိုကျွန်တော်ဒီနေ့ရောင်းတဲ့ဈေးတန်းဆောင်ကဘယ်နဲ့ဘယ်ကြားလိမ့်မယ်ဆိုရင်ကျွန်တော်တို့ဒီ9နဲ့30ပေါ့နော်9နဲ့30နဲ့ကျွန်တော်တို့9နဲ့30နဲ့9260ပေါ့နော်ဒါကိုဇုံအနေနဲ့ပြောမှဆိုကျွန်တော်ဈေးတန်းနှစ်ခုပဲကျွန်တော်ခွဲလိုက်တော့မယ်9နဲ့30 9နဲ့609နဲ့60ဒီဈေးတန်းနှစ်ခုစောင့်ကြည့်ပါ
ကဘာရွှေစီကတက်လာတယ်9နှစ်30နာရောက်တဲ့အခါမှာအသက်တန့်သွားတယ်ပေါ့နော်အချိန်တနာရီအတိုင်းတာနဲ့ဈေးအကြတုံးတုံးပြီးသွားပြီဆိုရင်တော့9နှစ်30နာမှာရေတို့ရောင်းပါအရှုံးပိုင်းဈေးတန်း9နှစ်50အထက်ပေးပါအမြတ်ပိုင်းဈေးတန်းဘယ်လောက်ထိယူလို့ရလဲမျိုးဆိုရင်ဗျာမနေ့တော့ကြာခဲ့တဲ့ဒီဝင်းကျင်ပေါ့အနည်းဆုံးကျွန်တော်တို့ဒီဝင်းကျင်လောက်ထိယူလို့ရတယ်9090ပေါ့ဗျာအများဆုံးအနေနဲ့ကျွန်တော်9020ထိယူလို့ရတယ်ဒါပထမရောင်းတဲ့ဈေးတန်းဒုတိယရောင်းတဲ့ဈေးတန်းကကျွန်တော်တို့ဒီ9နှစ်60ဈေးတန်းဖြစ်ပါတယ်9နှစ်60ဈေးတန်းနောက်ဈေးတက်လာလေဒီအပေါ်မဖောက်နိုင်ဘူး9နှစ်60ဈေးတန်းနာမှာနိပညာပိုင်းအတိပူချက်စောင့်ကြည့်နေဆိုရင်ဈေးအကြတုံးအချိန်တစ်နိုင်အတိုင်းတာနဲ့ဈေးအကြတုံးတုံးပြီးသွားပြီဆိုရင်ကျွန်တော်ရေတို့ရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်း9နှစ်60အထက်ပေးပါအမြတ်ပိုင်းဈေးတန်းအနည်းဆုံးကျွန်တော်ခုနပြောခဲ့တဲ့အနည်းဆုံး9090အများဆုံး9020ဈေးတန်းထိအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ကိုကဒီဈေးကနေမစောင့်နိုင်ဘူးရောက်တဲ့ဈေးကရောင်းကျင်တယ်ဆိုတော့ကျွန်တော်ဒီနေ့မနက်တော့အမြင့်ဆုံးတက်ခဲ့တယ်ပေါ့ဗျာကျွန်တော်တို့9190နဲ့9200ကြားဈေးတန်းဆုံးကနေစရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်း9နှစ်30အထက်ပေးပါအမြတ်ပိုင်းဈေးတန်းကျွန်တော်ခုနအရောင်းအော်ဒါတွေလိုပဲအနည်းဆုံး9090အများဆုံး9020ထိယူလို့ရပါတယ်ဒါပေမဲ့တခုတတိထားမှာအဲ့9190နဲ့9200ကြားမှာရောင်းရင်တော့ risk များနိုင်တယ်နော်ဟိုအပေါ်ဈေးတန်းဆုံးတစ်ခုတည်းဆိုင်တော့ risk များနိုင်တယ်ကိုက risk များယူရဲတယ်ဆိုရင်တော့ရောင်းလို့ရတယ်ဘာအတော့ရှိနိုင်တယ်မျိုးဆိုကျွန်တော်မှန်းထားတယ်အဲ့9နှစ်30နဲ့9နှစ်60ဒီမကြဘဲနဲ့ sorry မတက်ဘဲနဲ့ပြောတာမကြဘဲဖြစ်သွားတယ်မတက်ဘဲနဲ့ဈေးပြန်ကျသွားရင်တော့ကိုကမြတ်သွားမှာပေါ့နော်ဒါမှမဟုတ်ကျွန်တော်မှန်းထားတဲ့9နှစ်30 9နှစ်60ဈေးတွေကိုတက်သွားပြီဆိုရင်တော့အဲ့ဒီအယောင်လေးက risk များသွားနိုင်တယ်ပေါ့နော်ကျွန်တော်အမြင်ရပါတော့ကျွန်တော်တိုးတဲ့မြင်ရကျွန်တော်9နှစ်30နဲ့9နှစ်60ကြာကိုဈေးတက်ပြီးမှအကြဒီနေ့ညမှာအကြပြန်လာလိမ့်မယ်လို့ကျွန်တော်ရေပူရသုံးသက်ထားပါတယ်ဟုတ်ပြီအဲ့ဆိုအဝယ်အတွက်ဆိုရင်တော့ကျွန်တော်ကoption နှစ်ခုရှိတယ်ပေါ့နော်ဒီ9နှစ်60ဈေးတန်းအထက်မှာကဘာရွှေဈေးကဒီညပေါ့ဒီညမှာကျွန်တော်အချိန်တနာရီအတိုင်းတာပိတ်ဈေးကျွန်တော် market ခေါ်ရ H1 Bull Candlestick နဲ့ဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်ဖောက်ပိတ်ချင်းကျွန်တော်မဝယ်ဘူးပြန်အကြောက်ဆောင်မယ်9နှစ်30နာဈေးပြန်ကျလာပြီဆိုမှကျွန်တော်ဝယ်ပါမယ်အရှုံးပိုင်းဈေးတန်း9210ဈေးတန်းအောက်ပေးမယ်အမြတ်ပိုင်းဈေးတန်းဘယ်လောက်ထိအနည်းဆုံးယူလို့ရမယ်ပဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့9330လောက်ထိယူလို့ရတယ်အများဆုံးအနေနဲ့ကျွန်တော်တို့9390လောက်ထိကျွန်တော်ယူလို့ရပါတယ်ဒါအပေါ်ဖောက်သွားရင်ဝယ်ရမယ်အဝယ်ပေါ့နော်ဖောက်ပိတ်ချင်းမဝယ်ဘူးနော်ပြန်အကျဆောင်ပြီးမှဝယ်မယ်တကယ်လို့အောက်ကိုဈေးတောက်လျှောက်ထိုးကျသွားတယ်ဆိုရင်တော့ကျွန်တော်9000ဈေးတန်းအောက်မှာဝယ်ဖို့ဈေးတန်းပြန်ရှာပါမယ်9000ဈေးတန်းအောက်ပေါ့နော်9000ဈေးတန်းအောက်မှာကဘာရွှေဈေးကအချိန်တနာရီအတိုင်းတာနဲ့ဈေးအသက်တုံးကြီးတုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်အဲ့9000ဈေးတန်းအောက်မှာကျွန်တော်ရေတူပြန်ဝယ်ပါမယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တခုရှိဈေးတန်းအတိအကျမရှိဘူးဖြစ်တဲ့ခါမှာကျွန်တော်လွတ်ကင်းကင်းပေးချင်တယ်ဆိုရင်တော့4950ဈေးတန်းအောက်ပေးပါဒါမှမဟုတ်ကို risk ယူနိုင်တဲ့ပမာဏနဲ့ချိန်ဆပြီးပေးပါအမြတ်ပိုင်းဈေးတန်းကတော့အနည်းဆုံး9100အများဆုံးအနေနဲ့ဗျာဒီမနက်ကတက်ခဲ့တဲ့9190လောက်ထိယူလို့ရပါတယ်ဒါကတော့အောက်ကိုဈေးကျခင်ဝယ်ရမယ့်အနေအထားလေးဖြစ်ပါတယ်9000ဈေးတန်းအောက်မှာအချိန်တနိုင်အတိုင်းတာနဲ့ဈေးအသက်သုံးကြီးတုံးပြီးပြီဆိုရင်ကျွန်တော်ဝယ်လို့ရတယ်ဟုတ်ပြီဒါလေးကကျွန်တော်အယောင်းဝယ်လုပ်ရမယ့်အနေအထားလေးဖြစ်ပါတယ်ဒီနေ့မှတော့ကျွန်တော်အကြံပြအဖြစ်ကျွန်တော်ဈေးအကျပဲတရက်တာမှာဈေးအကျနဲ့ပိတ်မယ်လို့ကျွန်တော်ရေဘူးရသုံးသက်ထားတယ်ဘယ်လိုလေးဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမယ်ပေါ့ပြီးတော့ဒီနေ့တရက်တာပိတ်ဈေးဘယ်မှာပိတ်ရင်ကျွန်တော်ကဘာချွေဈေးအကျဘက်သွားဖို့ပိုတိကြမလဲဘယ်ပုံမှာပိတ်ရင်ဈေးအသက်ဘက်ပြန်ရောက်မို့ဈေးအသက်ဘက်ပြန်ဆက်သွားဖို့ပိုတိကြမလဲဆိုတာကိုကျွန်တော်ဒီမှာကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီမှာရှုပ်နေတဲ့မြင်းလေးကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ကျွန်တော်တို့ခုနကဝယ်ရမယ့်ရောင်းမယ့်ဈေးတွေကျွန်တော်ဆွဲထားတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ဖြတ်လိုက်မယ်โอเคဒီနေ့တရက်တာပိတ်ဈေးဒါတကယ်လို့ပေါ့နော်ကျွန်တော်ဒီအပေါ်9နှစ်60အထက်မှာဒါကျွန်တော်တို့တရက်တာဈေးပိတ်ခဲ့ရင်တော့ကဘာရွှေဈေးမနေ့ဖြန်မှာဈေးအသက်ဖက်နိပညာပိုင်းကပြန်ရောက်လာလိမ့်9300အထက်တွေ9400ကျွန်တော်ပြန်မြင်ရလိမ့်မယ်9400အနည်းဆုံး9400နာပြန်မြင်ရမှာဗျာနိပညာပိုင်းကဆိုရင်ဒီနေ့တရက်တာပိတ်ဈေးဒါ9နှစ်60အထက်မှာပိတ်နိုင်ခဲ့တယ်ဆိုရင်စန့်ကျင်ဘက်နေနဲ့ဒီနေ့တရက်တာပိတ်ဈေးတာကျွန်တော်ဘယ်အောက်ပိတ်ခဲ့လဲဆို9000ဈေးတန်းအောက်မှာပိတ်ခဲ့ရင်တော့ကဘာရွှေဈေးနိပညာပိုင်းမနေ့ဖြန်တက်ဖို့မိလိုက်ပါတော့မနေ့ဖြန်တက်ခဲ့ရင်တော့မှတက်တိုင်းလိုက်အောင်မှာကျွန်တော်4800ထီတောင်အကျဦးတည်သွားနိုင်ပါတယ်အဲ့ဆိုဒီနေ့တရက်တာပိတ်ဈေးဘယ်မှာပိတ်မလဲ9နှစ်60အထက်ပိတ်နိုင်မလားဒါမှမဟုတ်အောက်ဘက်က9000အောက်ပိတ်နိုင်မလားကျွန်တော်မြင်ရတော့9နှစ်60နဲ့9000ကြားပဲပိတ်ဖို့များပါတယ်တစ်ဖက်ဘက်ကိုဖောက်ပေးဖို့အတွက်ကဒီနေ့အဲ့လောက်ကြီးအားကောင်းဖို့ကတော့မလွယ်သေးဘူးဗျ
ဟုတ်ပြီဒါကကျွန်တော်နီးပညာပိုင်းကသုံးတဲ့ချက်ပေါ့သတင်းမှန်ကိုကျွန်တော်တွားကြည့်မယ်သတင်းမှန်ကြည့်မယ်ဆိုဒီညပမာစံတော်ချိန်ည7:00နာရီထိုင်းစံတော်ချိန်ည7:00နာရီခွဲမှာအင်းချက်ဂျောလက်ကလင်းလို့ခေါ်တဲ့အပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စစ်တမ်းနှုန်းသား data ထွက်ဖို့ရှိပါတယ်အဲ့ data လေးကကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တုန်းက 212k ဒီတစ်ခေါက်မှာ 215k လို့မှန်းထားတယ် 215k လို့မှန်းထားတာဖြစ်တဲ့အခါမှာကျွန်တော်တို့ data ကပုံညံ့သွားမယ်မှန်းထားတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကမနေ့ဖြတ်မှာအမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကန်သတင်းတွေထွက်ဖို့ရှိရဖြစ်တဲ့အခါမှာဒီ data ကအရန်ကြီးလူစိတ်ဝင်စားတဲ့အနေအထားမျိုးတော့မရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီည data တော့သတိတော်ထားမယ်အရန်ကြီး effect တော့မရှိနိုင်ဘူးပြီးတော့ dollar index ကိုကြည့်မယ်ဆိုရင် dollar index ကပြီးခဲ့တဲ့ရက်တည်းက69အထက်မှာရှိနေရတယ်လက်ရှိမှာနည်းနည်းလေးပြန်အားပြော့လာတယ်လို့ပြောလို့ရတယ်ခင်ဗျ68.95ခုနှစ်ပါဖြစ်လာတယ်ဒါပေမဲ့ dollar index ကလည်းကျွန်တော်များပြောမယ်ဆို68ခုနဲ့100ကြားမှာတက်လိုက်ကြလိုက်ပြေးနေတယ်လို့ရေဘူးရယူဆလို့ရတယ်ကမ္ဘာရွှေဈေးရတယ်လက်ရှိမှာ9100နဲ့9200ကြားဈေးအတကြပြေးပြီးဈေးငြိမ်တက်နေပေါ့တနည်းအားဖြင့်မနက်ဖြန်ညထွက်မဲ့အမေရိကန်နိုင်ငံရဲ့အလောက်ကိုင်းသတင်းကြီးတွေကိုကျွန်တော်တို့ဈေးကွက်ကစောင့်နေနေတဲ့ထားမျိုးလို့ယူဆလို့ရတယ်ဒီချိန်မှာလေးကျွန်တော်တို့ကစနေနေ့ကဖြစ်ခဲ့တယ်ပေါ့နော်ဒီအစ္စရေးအမေရိကန်အီရန်စစ်ပွဲကြောင့်ကမ္ဘာ့ချွေစေတော်များများကစံချိန်တင်တက်မဲ့မှန်းထားနေတာမှာဘာကြောင့်မတက်တယ်လဲလို့မေးမှဆိုရင်လက်ရှိမှာဈေးကွက်ရဲ့စိတ်ဝင်စားမှုကရေနံဈေးကွက်ကိုအဓိကဦးတည်နေပါတယ်ကျွန်တော်တခါတလေဗျာမှန်တဲ့စစ်ပွဲတွေဖြစ်တယ်ကမ္ဘာ့ချွေစေဘာကြောင့်မတက်တယ်လဲကျွန်တော်တို့ဒီဈေးကွက်တွေက trader တွေတကယ်ဈေးကွက်အကြီးစားကြီးတွေကျွန်တော်တို့ဈေးကွက်အကြီးသမားတွေပေါ့တနည်းအားဖြင့်ကျွန်တော်တို့ trader ကြီးစားကြီးပဲဆိုကြပါ trader ကြီးစားကြီးရဲ့အာရုံကဘယ်ပေါ်ရောက်နေလဲရေနံဈေးကွက်ပေါ်ရောက်နေလား stock ဈေးကွက်ပေါ်ရောက်နေရလားဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကတခြားသောဈေးကွက်တွေပေါ်ရောက်နေရလားဒါကိုကျွန်တော်ကစမ်းစစ်ဖို့လိုတယ်တကယ်လို့ဒါကမ္ဘာ့ရွှေဈေးကွက်ပေါ်ရောက်နေရဆိုရင်တော့ကျွန်တော်တို့ကတိုင်းနာနေကြတာဗျာမိုးပြီးခဲ့တဲ့ဇန်နဝါရီလလိုမျိုးမိုးပေါ်ထောင်တက်တဲ့အတက်အားမျိုးကျွန်တော်မြင်ရမှာပေါ့နော်ဒါပေမဲ့အတက်အားမရှိဘူးကျွန်တော်9400လောက်မှတန့်ပြီးတော့အင်္ဂါနေ့ကဆိုပြန်ထိုးကျသွားခဲ့တယ်ဒီနေ့ထားကကျွန်တော်ကမ္ဘာ့ရွှေဈေးကွက်မှာဘယ်ရောက်မှပုံတင်မှတ်လို့မရဘူးဟာစစ်ဖြစ်ရင်အမေရိကန်နဲ့အီရန်စစ်ဖြစ်ရင်ကမ္ဘာ့ရွှေဈေးတက်မှာပဲဘာဖြစ်ရင်ကမ္ဘာ့ရွှေဈေးတက်မှာလဲအဲ့ပုံတင်နည်းအယူဆတွေကိုကျွန်တော်ကဒီကာလမှာစွန့်ပစ်ထားဖို့လိုအပ်တယ်ခင်ဗျအဲ့ပုံတင်နည်းယူဆနေမှာရောင်းဝယ်လုပ်မယ်ဆိုရင်အကျိုးမဲ့မရနိုင်ဘူးလားရနိုင်တယ်ဒါပေမဲ့လက်ရှိကာလအနေထားနဲ့တော့ကန့်ညီမှုမရှိတော့ဘူးအဓိကဈေးကွက်ကဘယ်လိုတုံ့ပြန်လဲကျွန်တော်စောင့်ကြည့်ဖို့လိုအပ်တယ်ဈေးကွက်ကဒီစစ်ပွဲကြောင့်ခုနပြောလို့เนาะကျွန်တော်တို့ဒီ trader တွေကကမ္ဘာ့ရွှေဘက်ကိုစိတ်ဝင်စားမှုများသွားလားဒါမှမဟုတ်တခြားဈေးကွက်တွေကိုစိတ်ဝင်စားမှုများသွားလားဆိုတာပြပေးနေတယ်ပြီးတော့လက်ရှိဈေးကွက်အနေထားကိုကြည့်ချင်းအားဖြင့်ဒီစစ်ပွဲကဒီထက်ပိုပြီးကြီးမားတဲ့ဒီထက်ပိုပြီးအချိန်ကြာတဲ့ဥပမာရုရှားယူကရိန်းစစ်ပွဲလိုမျိုးအချိန်ရှည်ကြာတဲ့စစ်ပွဲမျိုးဖြစ်မလာနိုင်ဘူးဆိုတာဈေးကွက်ကပြနေတကယ်လို့ဒီထက်ပိုကြီးမားရပါတော့ကမ္ဘာလုံးဆိုင်ရာဗျာကျွန်တော်စစ်ပွဲတစ်ခုဖြစ်လာမယ်ဒါမှမဟုတ်ရင်လည်းဒီထက်ပိုပြီးရောဗျာကျွန်တော်တို့ရုရှားနဲ့ယူကရိန်းစစ်ပွဲလောက်နှစ်နဲ့ချီတိုက်ခိုက်မဲ့စစ်ပွဲမျိုးဖြစ်လာမယ်ဆိုရင်တော့ဈေးကွက်ကကျွန်တော်တို့ကြိုပြထားမှာဖြစ်ပါတယ်ကျွန်တော်ခုချိန်လောက်ဆိုကျွန်တော်ကမ္ဘာ့ရွှေဈေးက9600အထက်တွေပိုင်းကျွန်တော်မြင်းနေရလောက်ပြီဒါမှလက်ရှိချိန်ဒီကျွန်တော်ကမ္ဘာ့ရွှေဈေးအတက်အားပြော့နေအတက်အားမတက်ဘူးလားတက်တယ်အတက်အားပြော့တဲ့ခါမှာကျွန်တော်ကတနေရာရောက်ရင်တန်သွားတယ်ပေါ့နော်အရင်ဇန်နဝါရီလလို့စံချိန်တင်တက်ဖို့မပြောနဲ့အရင်ဇန်နဝါရီလလောကစံချိန်တင်တက်ခဲ့တဲ့9600နာရောက်ဖို့တော့ကမ္ဘာ့ရွှေဈေးရဲ့ဈေးအတက်အားပြော့လွန်းနေတယ်အဲကြောင့်ကျွန်တော်တို့ကသတင်းတွေကိုသုံးတဲ့အခါမှာမတူတဲ့ရှုထောင့်ကနေသုံးသက်ဖို့အရေးကြီးတယ်ခင်ဗျစစ်ဖြစ်လို့ကျွန်တော်တို့ကမ္ဘာ့ရွှေဈေးတက်မယ်တနည်းအားဖြင့်တွေ့ကြည့်ဖို့လို့လားဟုတ်ပြီစစ်ဖြစ်ပြီဆိုရင်အဲဆက်လက်နဲ့အတုံးစရိတ်တွေစစ်ပွဲဈေးတွေအတွက်အဲစစ်ဖြစ်တဲ့နိုင်ငံတွေရဲ့ဘိုးဘန်တွေပေါ့နော်အစိုးရအဖွဲ့အစည်းတွေကသူတို့ပိုင်ဆိုင်တဲ့ရွှေတွေကမ္ဘာ့ရွှေတွေထုတ်ရောင်းတာမျိုးတော့မဖြစ်နိုင်ဘူးလားဒါမျိုးကျွန်တော်စဉ်းစားကြည့်ဖို့လို့ဥပမာတတိယကမ္ဘာစစ်ဖြစ်ရင်ကမ္ဘာ့ရွှေဈေးတက်မယ်တတိယကမ္ဘာစစ်ဖြစ်ပြီးဆိုတော့နိုင်ငံအန်တီတီကဗျာအစိုးရတွေဘိုးဘန်တွေကစစ်ပွဲအတုံးစရိတ်အတွက်ဒါမှမဟုတ်လည်းစစ်ပွဲကာလမှာကျွန်တော်တို့ကနိုင်ငံကိုခုနကထောက်ပံ့ဖို့အတွက်သူတို့ပိုင်ဆိုင်တဲ့ရွှေတွေကိုထုတ်ရောင်းတာမျိုးရောမဖြစ်နိုင်ဘူးလားဒါမျိုးလေးကျွန်တော်ကစန့်ကျင်ဘက်အတွေးတွေတခါလေမတူတဲ့ရှုထောင့်နေရာစဉ်းစားဖို့လိုတယ်ခင်ဗျကမ္ဘာ့ရွှေဈေးကွက်မှာကျွန်တော်သတင်းပိုင်းရသုံးသပ်ပြီးဆိုရင်ကျွန်တော်ကရှုထောင့်တစ်ခုတည်းအမြင်တစ်ခုတည်းကိုပဲဆွဲကင်ပြီးထားလို့မရဘူးဟိုးရင်တော့ဆိုပြကျွန်တော်သတင်းကောင်းရင်ကမ္ဘာ့ရွှေဈေးကျမယ်သတင်းမကောင်းရင်ကမ္ဘာ့ရွှေဈေးတက်မယ်ဆိုတော့ကျွန်တော်ဒါ theory လို့ပုံစံမျိုးရှိခဲ့တယ်ဒါပေမဲ့လက်ရှိကာလမှာမှန်တော့သတင်းကောင်းလဲကမ္ဘာ့ရွှေဈေးတက်ချင်တက်တာပဲသတင်းမကောင်းလဲကမ္ဘာ့ရွှေဈေးကျရင်ကျတာပဲအဲကြောင့်ကျွန်တော်ကသတင်းတွေကိုတုံးတဲ့ခါမှာကျွန်တော်ဈေးကွက်ကဘယ်လိုတုံ့ပြန်လဲဆိုတာကျွန်တော်ကြည့်ဖို့လိုတယ်ဒီသတင်းကိုဈေးကွက်ကဘယ်လိုတုံ့ပြန်လဲဟုတ်ပြီလက်ရှိဒီအပတ်မှာလေကမ္ဘာ့ရွှေဈေးတက်မယ်ဆိုရင်တော့မှအတက်အားကောင်းကောင်းလာမယ်ဆိုရင်တော့မှ
အဲ့အီရန်အမေရိကန်အစ္စရေးစစ်ပွဲကြောင့်မဟုတ်ဘဲနဲ့မနေ့ပြန်ညထွက်မဲ့အမေရိကန်နိုင်ငံရဲ့အလောက်ကင်ဒေတာတွေကြောင့်ဖြစ်နိုင်ခြေပိုများပါတယ်တနည်းအားဖြင့်ကျွန်တော်ကြိုပြောရမယ်ဆိုရင်တော့မနေ့ပြန်ညမှာတော့ကျွန်တော်ဈေးအတက်ပြန်မှန်းထားပါတယ်အမေရိကန်နိုင်ငံရဲ့အလောက်ကင်ဒေတာတွေကကျွန်တော်ထင်တယ်အားပြော့လိမ့်မယ်ထွက်လာတဲ့ရလဒ်တွေကအားနည်းလိမ့်မယ်အားနည်းတဲ့အခါမှာကမ္ဘာရွှေစီတက်သွားတာမျိုးကြုံရနိုင်တယ်ဒါပေမဲ့အဲ့လိုအတက်မလာခင်မှာဈေးကအောက်ဈေးကနေစောင့်နေနေကျွန်တော်တို့ဒီညမှာတော့အကြပြန်ပြလိမ့်မယ်လို့ကျွန်တော်ရေဘူးရဈေးနှုန်းသဘောတရားသုံးသပ်ထားခြင်းဖြစ်ပါတယ်ကြာတာတခုရှိအောင်9100နာပဲကြာတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ပြီးခဲ့တဲ့အင်္ဂါနေ့ကလိုမျိုး9000နေ9000အောက်တွေထိအကြပြတာမျိုးလည်းဖြစ်နိုင်တယ်ဘယ်ထိကြောင်မလဲဆိုတော့ဒါကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာပေါ့နော်ကျွန်တော်ဒီညတော့အကြံမှန်းထားတယ်မနေ့ပြန်သူတပြည့်မနေ့ပြန်ညမှာတော့ကျွန်တော်ဈေးပြန်ကန်အတက်မှန်းထားပါတယ်ကျွန်တော်တို့ချမှန်လားမမှန်လားဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်အဲကြောင့်ကျွန်တော်လက်ရှိမှာတော့ကျွန်တော်တို့ဒီအမေရိကန်အစ္စရေးအီရန်စစ်ပွဲကတော့တခြားသောနိုင်ငံတွေပါဝင်ပတ်သက်လာမယ်ဆိုရင်ဒါမှမဟုတ်လည်းဒီစစ်ပွဲရပေါ့နော်ပမာဏကြီးမားကျယ်ပြန့်လာမယ်ကမ္ဘာလုံးဆိုင်ရာပေါ့နော်စီးရေးအကျက်တဲတစ်ခုအထိဥတီသွားမယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီစစ်ပွဲတိုက်ခတ်တဲ့ကာလဟာကျွန်တော်လနဲ့ကြီးနှစ်နဲ့ကြီးဖြစ်လာမယ်ဆိုရင်တော့ဒီနေထားကြောင့်အဲ့စစ်ပွဲကြောင့်ကမ္ဘာရွှေစီကစံချိန်တင်စေအသက်တင်မြင်ရကောင်းမြင်ရနိုင်တယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့အနေထားတော့အဲ့စစ်ပွဲရဲ့သတင်းတစ်ခုတည်းနဲ့တော့ကမ္ဘာရွှေစီကစံချိန်တစ်တင်ဖို့ပေါ့နော်အစေအသက်စံချိန်တစ်တင်ဖို့ကတော့မလွယ်တဲ့အနေအထားမျိုးလို့ကျွန်တော်သုံးသပ်မိတယ်သူတို့အဲ့စစ်ပွဲချင်းတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်အောင်ပေါ့နော်ဒါလေးကတော့ကျွန်တော်ရဲ့ဒီနေ့မေလ9ရက်နေ့ကျလာပြည်နေတဲ့တာကမ္ဘာရွှေစီကွာသုံးချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုသုံးချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe CFan and follow လေးလုပ်ထားကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တီးတန့်အခြေခံတဲ့နေတက်ရောက်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေကနေဆက်သွယ်စုံစမ်းမြင်မြန်နိုင်ပါတယ်ခင်ဗျကမ္ဘာရွှေ Trader အားလုံးပဲဒီနေ့ကျွန်တော်တို့ March လ9ရက်နေ့ကျွန်တော်ပြင်းနေတဲ့တာတော့ကမ္ဘာရွှေစီကွက်အတက်ကြကိုကျွန်တော်တို့အထူးတတိထားရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေများများပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ